မင်္ဂလာပါရှင်ယနေ့ပြောမယ့် topic လေးကတော့ကျမတို့ May 28 Nutrition Day ကိုဂုဏ်ပြုသောအားဖြင့် collagen အကြောင်းလေးကိုပြောသွားမှာဖြစ်ပါတယ်ရှင် collagen ဆိုတာဘာလဲပေါ့ collagen ဆိုတာတော့ကျမတို့ရိုးပဲပြောရမယ်ဆိုရင် protein တစ်မျိုးပဲဖြစ်ပါတယ် collagen တောက်ရင်ဘာကောင်းကျိုးတွေရနိုင်တယ် collagen မှာကျမတို့က elastin နဲ့ hyaluronic acid ပါဝင်မှုကြောင့်အရေပြားတွေတင်းရင်းပြီးတော့အရွယ်တင်နုပြိုစေပါတယ်နောက်တစ်ချက်ကတော့ glutamine ပေါင်လို့ကျမတို့အစာအိမ်နာနဲ့ဥယောင်နာတွေကိုတတ်တာစေတယ်ကျမတို့ရိုးပဲပြောရမယ်ဆိုရင်တော့ကျမတို့ပါးစပ်ပေါက်ကနေစိုးပေါက်ထိပေါ့နော်အစာအိမ်နဲ့ဥလန်းချောင်းတစ်လျှောက်လုံးကကျမတို့တန်ရှင်းကျန်းမာနေမှာလူတစ်ယောက်ရဲ့ကျန်းမာရေးရဲ့80%ကိုတာဝန်ယူနိုင်မှာပဲဖြစ်ပါတယ်နောက်တစ်ခုက collagen တောက်လို့ရှိရင်ဝိတ်တကယ်ကြလားမှန်ပါတယ် collagen ကကျမတို့ချက်သားရဲ့လုပ်ငန်းဆောင်တာတွေပိုပြီးညံစေတာဖြစ်တဲ့အတွက်ဝိတ်တွေကျဆင်းလာမှာအမှန်ပါပဲကျမတို့ယောက်ျားလေးပဲဖြစ်မိန်းကလေးပဲဖြစ်ကျမတို့ပိန်နေဖို့လိုလေလीเนาะပိန်နေလို့ရှိရင်ဘာဝဝင်လှတယ်နောက်တစ်ခါပိန်နေလို့ရှိရင်ကိုက confident level ရဲ့ဆွတ်ခိုက်လာပြီးတဲ့အချိန်မှာကိုယ့်ရဲ့တနေ့တာလုပ်ငန်းဆောင်တာတွေကိုအောင်မြင်စင်ပြေချုံးမွေပြီးစီးအောင်လုပ်ဆောင်နိုင်မှာပဲဖြစ်ပါတယ်မျိုးထဲမှာ collagen တက်က30ရာနေ40%ထိပါဝင်နေဆိုတော့ဟုတ်ပါသလားဟုတ်ပါတယ်ဒါကြောင့်မို့ကျမတို့အသက်ကြီးလာတဲ့အချိန်မှာဆိုလို့ရှိရင် collagen ထုတ်လုပ်မှုတွေကပျက်စီးသွားတယ်ဒါကြောင့်မို့လို့ osteoporosis ဆိုတဲ့အယိုးပါလာကြတယ်ဒါကြောင့်ရုပ်ကထဲမှာဆိုခဏကြားမှုကြတယ်ခဏပေါ့နော်ကြားမှုကြတယ်ဘာလဲဆိုနည်းနည်းလေးလေးလိုက်ပြီးဆိုတာနဲ့ပေါင်ထရိုးကနေကျိုးပြီးဆိုပြီးကြားကြတယ်ဒါကြောင့်မို့ collagen ကျမတို့နှီးဝဲတဲ့အချက်တွေကတစ်ချက်ဖြစ်တယ်နောက်တစ်ခုကကြတော့ collagen အသေးအတွက်ဘာတွေကောင်းတာလဲကျမတို့အခုဖြစ်ပေါ့နော်အစားတောက်နေထိုင်မှုပုံစံတွေကြောင့်လူ၄ဦးမှဆိုရင်တဦးနှောင်းကအသေးအစီဖုံးလာကြတယ် collagen အသေးအစီဖုံးမှုကိုကာကွယ်ပေးတယ်ကျောက်ကက်ယောဂရှိတဲ့သူတွေမှာဆိုလို့ရှိရင် collagen တောက်သုံးတယ်လားပုံမှန်တိုင်းဆိုရင်တော့ကျောက်ကက်ရဲ့ပေါ့နော်လုပ်ငန်းဆောင်တာဖြစ်တယ်ကျမတို့အညစ်အကြေးစွမ်းနာတွေကို collagen ပို့ပြီးကောင်းတယ်ဒါပေမဲ့ကိုကကျောက်ကက်ယောဂရှိတယ်ဆိုလို့ရှိရင် dose ကိုချိန်မှုအတွက်ဆရာဝန်နဲ့အရင်တိုင်ပင်သင့်ပါတယ်နောက်တစ်ခုကကြာ collagen တောက်လို့ရှိရင်အဲ့လိုကောင်းနေဆိုဟုတ်ပါလားဟုတ်ပါတယ်ကျမတို့ glycine ပါဝင်လို့ပါ collagen ကအသက်ဘယ်ရွယ်ကနေစပြီးတောက်သုံးသင့်မှာလဲအသက်20ကျော်ပြီဆိုတာနဲ့စပြီးတောက်သုံးသင့်မှာပြီဘာကြောင့်လဲအသက်20ကျော်သွားလို့ရှိရင်ကျမတို့တစ်နှစ်မှာသူတို့ရဲ့ collagen ထုတ်လုပ်မှုက 1% လောက်ကျဆင်းသွားတယ်နောက်ကအသက်30ကနေ40တောတွင်းဆိုလို့ရှိရင်25ကနေ30%ကျဆင်းသွားတယ်အသက်50ကျော်သွားရင်ကျမတို့50%ကျဆင်းသွားတယ်ဒါပေမဲ့15 gram ထက်တော့ပိုပြီးမတောက်သုံးသင့်ဘူးပေါ့နော်နောက်တစ်ခုကရှစ်ပတ်ကြတဲ့အချိန်မှာသူ့ရဲ့အာနိသင်တွေပြလာနိုင်တယ်နောက်ဆုံးတစ်ချက်အနေနဲ့ကတော့ collagen ကကိုရင်ဆောင်မိခင်နေမှာတောက်သုံးတင်ပါသလားကျမအနေနဲ့အကြံပြုချင်တာကတော့ကိုရင်ဆောင်နေစဉ်ရဲ့ exclusive breastfeeding ဆိုတဲ့6လတိတိနို့တစ်မျိုးတည်းတာပေါ့နော်တိုက်ကျွေးရမယ့်အချိန်မှာကျမကတော့ရှောင်စေချင်ပါတယ်ရှင်ဒါကတော့ကျမရဲ့အကြံပြုချက်လေးဖြစ်ပါတယ်ရှင်ကျေးဇူးတင်ပါတယ်ရှင်